presentation တွေလုပ်တဲ့အချိန်မှာဘယ်လိုချက်တွေကိုရှောင်ရမလဲ so အိမ်ပြန်လာပါပြီဒီနေ့မှာတော့အိမ်ကတက္ကသိုလ်ကျောင်းသားတွေအတွက်ကောလုပ်ငန်းခွင်ဝင်တဲ့သူတွေအတွက်ပါအသုံးဝင်မဲ့ presentation လုပ်တဲ့နေရာမှာရှောင်ရမယ့်အချက်5ချက်ကိုပြောပြပါမယ် tip number 1 slide တစ်ခုလုံးမှာစာသားတွေပဲအပြည့်ရေးထည့်တာမျိုးမလုပ်ပါနဲ့ slide ဆိုတာမျိုးကကိုပြောချင်တဲ့အကြောင်းအရာတွေအကုန်လုံးကိုထည့်ရမယ်စာရွက်တွေရမဟုတ်ပါဘူးကိုပြောချင်တဲ့ key point လေးတွေပဲဒီလိုမျိုးလေးတွေထည့်ပြီးတော့သုံးရမယ်ပုံစံမျိုးဖြစ်ပါတယ် tip number 2 audience ကိုမကြည့်ဘဲနဲ့ screen ကြီးကိုပဲကြည့်ပြီးတော့ပြောတာမျိုးတွေမလုပ်ပါနဲ့တောက်စိတ်တွေအများများပြီးတော့ screen ကြီးကိုပဲကြည့်ပြီးတော့စာရေးကိုပဲဖတ်နေတယ်လို့မျိုးပြောနေတဲ့အခါမှာဆိုလို့ရှိရင် audience နဲ့ကိုယ်နဲ့က content ပြောက်သွားပြီးတော့ကိုယ့်ကိုစိတ်ဝင်စားမှုနည်းသွားတတ်ပါတယ်ဆိုတော့ကိုက presentation လုပ်တဲ့နေရာမှာအဓိကအရေးကြီးဆုံးချက်ကတော့ကိုယ့်ရဲ့ audience နဲ့ eye contact ရှိဖို့လိုပါတယ် tip number 3အတန်အရန်တိုးတာမျိုးတွေအတန်ကိုတတန်နဲ့ပြောတာမျိုးတွေမလုပ်ပါနဲ့ကိုယ့်အတန်အရန်တိုးနေတဲ့အခါမှာ audience ကကိုယ့်ဘောကိုစိတ်ဝင်စားမှုမရှိတာမျိုးတွေကဖြစ်နိုင်ပါတယ်ပြီးတော့စကားပြောတဲ့နေရာမှာအတန်ကိုရှင်းရှင်းလင်းလင်းနဲ့အနှိမ့်အမြင့်အတက်ကြပြောသွားဖို့လိုပါတယ် tip number 4ပြင်ဆင်မှုမလုပ်ဘဲနဲ့ symbol ကို direct တက်သွားတာမျိုးမလုပ်ပါနဲ့ practice မလုပ်ဘဲနဲ့ကိုကဒီ presentation တက်လုပ်တဲ့အခါမှာဆိုလို့ရှိရင်အမှားအယွင်းတွေအရွဲအချော်တွေအများကြီးဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ presentation မလုပ်ခင်မှာကိုက2ကြိမ်3ကြိမ်လောက် practice လုပ်ဖို့လိုပါတယ် tip number 5ကိုယ့်ရဲ့ body language ကိုသတိထားပါ presentation လုပ်တဲ့နေရာမှာကြောက်ရွံ့ကြီးစာဖတ်နေတယ်လို့မျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့မျက်နှာထားရောကိုယ့်ရဲ့ကိုယ်လက်ဟန်ပန်တွေကိုပါကိုကစားပေးပါကိုယ့်ရဲ့မျက်နှာထားကိုလည်းချွတ်ချွတ်သားနေရမယ်လို့မျိုးပဲကိုယ့်ရဲ့အတန်ထားကလည်းတစ်ဖက်သူကိုဆက်ဆောင်မှုရှိပြောရမယ်ပြီးတော့လို့ရှိရင်လည်းကိုကစကားပြောတဲ့နေရာမှာဆိုလို့ရှိရင်လည်းဟန်ပန်အမူအရာလေးထည့်ပြီးတော့ကစားပေးရပါမယ်အိမ်ပြောပြလိုက်တဲ့ဒီအချက်5ချက်ကိုအသုံးပြုပြီးတော့ကိုနောက်ထပ်လုပ်မဲ့ presentation တွေမှာပိုကောင်းတဲ့ presentation တွေကိုဖန်တီးနိုင်မယ်လို့ထင်ပါတယ်ရှင် I think this will be useful for you thank you bye bye have a nice day see you next time